တလဲသည်ငါတလဲသည်ကွာအိုမင်းရင်းရော်မှုကိုအန်တုနိုင်စွမ်းအရှိဆုံးအစားအစာတွေတဲကတစ်ခုပေါ့မင်းရဲ့ခန္ဓာကိုယ်ကိုဆဲအဆင့်ထိကောက်ဝဲပေးပြီးအတွင်းပိုင်းကနေအပြင်ထိနုပြိုနေအောင်ငါတောင်းဝန်ယူပေးမှာဖယုံစစ်ငါတို့သပင်လေးတွေကျမတန်ဆွမ်းဖို့အကောင်းဆုံးဖြစ်တဲ့ဖယုံစစ်လေးပါငါမှပါတဲ့ဇင်းတက်ကသပင်မြစ်တွေကိုတတ်မစေပြီးသပင်ကျွတ်တာကိုလည်းတတ်ထားစေတယ်လေတစ်ကြားသည်ငါတို့မှတ်ညံအတွက်အကောင်းဆုံးဖြစ်တဲ့တစ်ကြားသည်ပါငါမှပါတဲ့ကျမကြီးနဲ့ညီညွတ်တဲ့အစီတက်တွေကမင်းရဲ့အုံနောက်ကိုပို့ပြီးကောင်းကောင်းတွေးနိုင်အောင်နဲ့မှတ်ညံတွေပိုကောင်းလာအောင်ကူညီပေးမှာမုံလာဦးနီငါတို့အသားရည်နုပြိုဆိုပြဖို့အတွက်အကောင်းဆုံးဖြစ်တဲ့မုံလာဦးနီပါငါမှပါတဲ့ဗီတာမင်တွေကမင်းရဲ့အရေးချောင်းတွေကိုအတွင်းပိုင်းကနေအပြင်ထိချုံးမွေသွားအောင်လုပ်ပေးနိုင်တယ်ကြက်ဥငါတို့လက်သေးခြေသေးလေးတွေကျန်းမာဖို့အကောင်းဆုံးဖြစ်တဲ့ကြက်ဥပါငါမှပါတဲ့ဘိုင်ယိုတင်တက်ကလက်သေးတွေကိုပို့တတ်မစေပြီးအရှိမြန်စေတယ်လေပန်းကော်ပီစိမ်းငါတို့ကင်ဆာကိုတိုက်ဖြတ်နိုင်စွမ်းအရှိဆုံးအစားအစာတွေတဲကတစ်ခုဖြစ်တဲ့ပန်းကော်ပီစိမ်းပဲငါမှကင်ဆာဆဲတွေကိုရှာဖွေပြီးဖျက်ဆီးဖြစ်နိုင်တဲ့ထူးခြားတဲ့ drug ပေါင်းတွေပါဝင်နေလေကဖီယာဒိန်ဂျင်တို့ငါတို့ကဖီယာပါမင်းအိပ်ပျော်နေတဲ့အချိန်မှာတော့အစီတွေကိုလောင်ကျွမ်းစေပြီးကိုယ်အလေးချိန်ကြဖို့ကူညီပေးနိုင်တာငါပဲငါကျေးဇူးကြောင့်မင်းရဲ့ခန္ဓာကိုယ်ကတညလုံးကယ်လိုရီတွေကိုလောင်ကျွမ်းနေမှာကီဝီသီးငါတို့နေ့စဉ်အားရင်ပြည့်ဝဖို့နဲ့ကိုခံအားကောင်းမှုအတွက်အကောင်းဆုံးဖြစ်တဲ့ကီဝီသီးပါငါမှပါတဲ့ဗီတာမင်စီကမင်းရဲ့ဆဲတွေကိုအပြည့်ဖြစ်ပေးပြီးခန္ဓာကိုယ်ကိုလန်းဆန်းတန်ဆွမ်းနေစေမှာငါပြောသည်တကယ်လို့မင်းအတွက်ဒါလေးကအသုံးဝင်နေဆိုရင်နောင်လဲအားပေးအောင်ပေါ့